ဘာလဲဆိုတော့ကိုတို့ပြောတဲ့အထဲမှာကပြီးတော့ကျောင်းမှာသိကုနေတယ်လို့ပြောပါတယ်ဟုတ်ကဲ့နော်အဲ့စကားကြီးကျွန်တော်ကြားပါတယ်ဒါပေမဲ့ပြီးတော့ကျောင်းကနေပြီးတော့ဒေါက်တာနေဆောင်ဆိုတဲ့လွှဲစာတွေနဲ့ရောက်လာတဲ့လူနာတွေအများကြီးရှိပါတယ်အဲ့ဒါတွေတော့ခင်ဗျားတို့ကတောင်းယူမှာလားအခုလက်ရှိကျွန်တော်လည်းလူနာတွေအများကြီးရှိပါတယ်အဲ့လူနာတွေကိုခင်ဗျားတို့တည်သွားမှာလားနောက်ပြီးတော့အခုလက်ရှိမွေးကင်းတွေရှိတယ်မွေးပြီးသားတွေရှိတယ်အဲ့ဒီအရာတွေတော့ခင်ဗျားတို့အကုန်တောင်းယူမှာလားနော်ခွဲလို့လည်းလူတွေအကုန်လုံးခင်ဗျားတို့ခွဲပေးမှာလားသူတို့အတွက်ကုန်ကြစရိတ်တွေခင်ဗျားတို့တောင်းယူမှာလားအဲ့ဒါတွေအားလုံးကိုတောင်းယူနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပြဿနာမရှိဘူးနော်ကျွန်တော်တို့ကပြဿနာမရှိဘူးခင်ဗျားတို့ကျွန်တော်တောင်းဆိုတဲ့အရာတွေအားလုံးကိုလုပ်ပေးနိုင်မှာဆိုတော့ပဲကျွန်တော်ပြောပါတယ်ဆရာစီရီယာမှာပါမယ်ဆိုရင်ဒီဟာလေးကျွန်တော်တို့အားလုံးကနေပေါ်ပြပေးလို့ရပါတယ်အားလုံးကနေပေါ်ပြပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောတဲ့အတိုင်းတော့ကျွန်တော်ပေးသောကြောင့်မှခွင့်မွေးနိုင်လားပေးသောကြောင့်ဝင်ထဲမှာခွဲပြီးတော့မွေးပေးနိုင်နေပြီလားပေးသောကြောင့်ထဲမှာတော့ခွဲမွေးလို့မရဘူးအဲ့ဆိုရင်ကျွန်တော်စီကခွဲဖို့လိုတဲ့လူနာတွေကိုဘယ်နေရာကိုပို့ပေးမလဲကျွန်တော်ကစီစဉ်ပေးလို့ရတယ်ဆရာစီစဉ်ပေးလို့ရတယ်ဆိုတာဘယ်နေရာလဲဆိုတော့ကျွန်တော်ပြောလေကျွန်တော်လူနာတွေကိုဘယ်နေရာမှာကျွန်တော်တောင်းယူပါလဲဆိုတော့မပြောဘဲနဲ့ကျွန်တော်မပိတ်နိုင်ဘူးဆရာကိုဆေးရုံပိတ်ခိုင်းတာမဟုတ်ပါဘူးစီရီယာမှာပါဝင်ပေးဖို့ပြောတယ်ကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးပဲလေအဲ့ဒီဟာတွေတော့ခင်ဗျားတို့ဘယ်လိုတောင်းယူမှာလဲဘယ်သူတောင်းယူမှာလဲတို့ဘက်ကုန်ကြစိတ်တွေဘယ်လိုတောင်းယူမှာလဲဒီကနေပြီးတော့ပေးသောကျောင်းကိုသွားတဲ့ဇရိတ်တွေဘယ်သူတောင်းယူမှာလဲတဲ့ပေးသောကျောင်းကိုသွားမှာဆိုတဲ့စကားတစ်ခုနဲ့မပြောနဲ့လေသူတို့သွားဖို့လာဖို့နော်သူတို့ဒီနေရာနဲ့အဲ့လိုရောက်ဖို့တော့ခင်ဗျားတို့ကယ်ရီလုပ်ပေးမှာလုပ်ပေးပါဗျာလုပ်ပေးမယ်ဟုတ်ပြီအဲ့ဒါခုနကကျွန်တော်မေးတဲ့မေးခွန်းရောခင်ဗျားပေးသောကျောင်းထဲမှာငွေစိတ်ဖြည့်စေထိုးပေးနေပြီလားဘာဖြစ်လို့အဲ့ဒါဆိုပေးသောကျောင်းကငွေဘာဖြစ်လို့ပေးသောကျောင်းကငွေပေးတိုက်တဲ့လူတွေငွေပေးတိုက်တဲ့လူနာတွေကိုကဲဒီမှာတိုက်တဲ့ဆေးကိုသွားပါလို့လွတ်တာလေဘာဖြစ်လို့မွေးလူနာတွေကိုကဲဒီမှာတိုက်တဲ့ဆေးကိုသွားပါလို့လွတ်တာလေဘာဖြစ်လို့နော်မွေးပြီးတော့အချင်းကသွေးသွန်နေတဲ့လူနာရှော့ဖြစ်နေတဲ့လူနာကိုဘာဖြစ်လို့ပေးတော့ကျွန်တော်စီကိုလွတ်တာလဲ30ကျမျိုးနဲ့လုံးကစီရီယာမလုံးတဲ့ဆရာပြောက်တယ်ရှိတယ်။ဟုတ်ပြီအဲ့ဒါခင်ဗျားအလုံးစုံတောင်းမြူလာတယ်မလွတ်နဲ့လေ။ခင်ပါတော့ပါပြီနော်30ကျမျိုးနဲ့တော့ကျွန်တော်ဆရာဝန်နဲ့ပြောရပါမှာတာဝန်ရှိတဲ့သူမဟုတ်ဘူးဖုန်းနိုင်မပေးကျွန်တော်မကြတာဝန်ရှိဆရာဝန်နဲ့ပြောတယ်ဟုတ်မမတာဝန်ရှိတယ်မျိုးသမီးပါအမျိုးသမီးခေါ်ပြီးတာဘူးဟုတ်ပြီအဲ့တော့ခင်ဗျားပြောတဲ့အချိန်မှာပါပြီးသား30တမျိုးနဲ့လုံးမှာကျွန်တော်တက်ပဲစီရမလုပ်ဘူးအဲ့တော့ဘယ်တော့မှလည်းမလုပ်ဘူးဟုတ်ဘယ်တော့မှလည်းမလုပ်ဘူးဖြစ်တဲ့ခင်ဗျားတို့ပိတ်ချင်ခင်ဗျားတို့လက်နဲ့တကားကိုပိတ်သွားပါဆရာသဘောထားကိုသိရတဲ့ရှင်းပါပြီဟောတာမိုင်းတိုင်းနဲ့ဟုတ်ပြီ